မေမေတာအဖေမေတာဘယ်ဟာကြီးလေအမေမေတာကကြီးတယ်လို့သူကဆိုကြမဟုတ်ဘူးဗျာတန်တပိတ်တာနဲ့မော့တပိတ်တာပေါမှထားရတပိတ်တာချင်းကတော့အတူတူသိတာချင်းနဲ့အတူတူပါပဲတန်လည်းမို့ဝါရာလေးပွားသွားတာပဲရှိပါတယ်နော်ဒါကြောင့်ကျမတောင်းမှဖြားမှလည်းဝပြောင်းလာတော့လူမတို့လိတ်ကိုမြစ်တာငါမအားပြားမှာတော့ဘူးပြားလို့တော့မှပြားမှကြီးရဝိကြီးလေးတွေကိုစုသူ့ရဲ့ပြည်သူတွေမှာဘိုးဆိုတဲ့ခဏတို့ခေါ်နေတဲ့ပြားရည်ကိုအဲ့ဒါအချောင်းနဲ့စုကြတာမဟုတ်ဘူးရအဲ့ဒီပြားကြီးဆွဲလာတဲ့ပြည်သူတွေမှာကြီးတဲ့ပြားတော်ပေါက်လေးကြီးအသက်ရှင်မှုကြီးဒီပြည်တွေပြားမှလည်းရအဲ့ဒီအရင်လေးတွေကို3000တိုင်းတောက်နေမှာတားလေးတွေကအသက်ရှင်မှာမို့လို့ဒီလိုတွေစွတ်ကြတာကြက်တော့မယ်ကျမကြီးတွေကသူ့ရဲ့အကောင်ကလေးတွေပေါက်လာလို့တားသမီးလေးတွေရလာတဲ့အခန်းကြရဲ့အိုးငါရဲ့တားလေးတွေဘေးမတည်ရမခရအောင်သူ့ရဲ့အကောင်ကလေးနှစ်ဖက်နဲ့အုတ်ခါထားတယ်အဲ့ဒါမိရဲ့မြတ်တာအဲ့ဒါမိရဲ့မြတ်တာကျမတော်မှဖြာမလဝဖြန်းတော်ဝါလေးတွေအားလုံးဟာသူ့ရဲ့တော်ဝါလေးအားလုံးကိုသူ့ရဲ့လုံအားလေးနဲ့ပြီးပြီးဘေးမတည်ရမခောက်အောင်ထားခဲ့တာအဲ့ဒါဖြန်းတော်ဝါလေးလူမာတော့တို့ဆိုတာကတခြားမဟုတ်ဘူးဗျာသူ့ရဲ့အသားကိုလေးလေးနီးမြန်တော့သွေးကိုထွက်မှလိမ့်မယ်အဲ့ဒီသွေးကိုထွက်လိုက်ရင်လူတိုင်းထွက်တယ်ဒါပေမဲ့အမေတရားမှာတာသမီပေါ်မှာထားတဲ့မြစ်တာစေနာကြောင့်နီးမြန်တဲ့သွေးရတယ်ဖြူစင်သောနှုတ်ရည်ဖြစ်ပြီးပြောင်းလဲလာရတယ်လိတ်ကိုမြစ်တာလိတ်ဆိုတဲ့တော်ဝါတွေကကုန်းပေါ်မှာဥဥတယ်ပြီးရင်ရေထဲမှာနေကြလိမ္မာရီရလေးဦးလေးတွေကိုကုန်းပေါ်မှာကအဲ့ဦးလေးတွေကိုလိမ္မာရီရရေထဲကအိုးနာဗျာဘေးမကြီးငါဦးလေးတွေဘေးကင်းပါလေလားအော်နာဗျာဘေးငါဦးလေးတွေဘေးကင်းပါလေလားတနေ့ကိုမြစ်တာ3ချိန်ပို့တယ်အဲ့ဒီမြစ်တာလိမ္မာရီပို့တဲ့မြစ်တာကြောင့်ကုန်းပေါ်မှာရှိတဲ့လိမ္မာလေးတွေကအလိုလိုပေါက်ကြရတယ်ငါမှာတော့အားဆိုတာကငါတဲ့ဘာတွေအောက်ွားပြီးရင်သူ့ရဲ့ကလေးအားလုံးကိုပြီးအာခွေးထဲမှာဘုံပြီးတော့ပြုစုစောင့်ရှောက်ပြီးတာငါမှကြီးရဲ့မေတ္တာစီပါပါဒါပေမဲ့လို့လောကမှာအဖြစ်ရဲ့ချွေးမှုလေးတွေရှိတယ်ဆိုတာမေးလျော့နေကြတယ်ကျွန်တော်တို့ယောက်ျားဗျမာနရှိတယ်ဒါပေမဲ့လို့သာသမီတွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့မှာရှိတဲ့မာနတွေအောင်းလို့ခေါင်းဝချခဲ့ရတာအဲ့ဒါအဖေဗျငါသားလေးကကြောင်းတဲ့ဖို့ငါရဲ့သားလေးကဂျာမကြီးမကောင်းလို့ဒီမဆိုင်ရမှာခုမှတက်တာမှပြောင်းမှာလို့ကို့မှာမရှိလို့အဆက်ချီတဲ့အတိုင်းဝိုင်းရမှာမျက်နှာငယ်ပြီးအောက်ကျခံပြီးသာသမီတွေအတွက်အဖေလုံးတဲ့သူကမာမာနာတွေခွာချပြီးအောက်ကျခံရရတာအဲ့ဒါအဖေဗျာခင်ဗျားတို့ဒီပညာတတ်ကြီးတွေဖြစ်အောင်သူများတို့ဝိနေအောင်သူများစားရင်စားနိုင်အောင်သူများရဲ့လည်းလူတွေနေနိုင်မှုရေးအစားပါကြီးအောက်မချအောင်ပစ္စတ်ရှာပြီးခဲ့တာအဖေစီးနေဆဲလေကလေးဆိုလို့ထိတ်နေဆောက်ရှောက်ကြတာအမေကျွန်တော်ကြည့်လို့ရှိရင်လူသားတိုင်းဦးနိုင်မျိုးဦးလောကမှာတွေးပြီးခြားခြင်းတွေးရောက်ကိုဆက်ခြင်းနှမျိုးရှိတယ်နော်ကျွေးတဲ့ကိုချတယ်ဆိုတာကဦးနိုင်မျိုးဦးဒေါ်လေးနေဝေတို့မွေးထားတဲ့မောင်ဆွဲဖုံးတင်တို့တမိမတ်ရွှေလွာဖူးတို့ခမရမွေးထားတဲ့သားနဲ့သမီးကိုခမရပြန်လဲလုတ်ကင်ကျွေးမွေးခြင်းကိုကျွေးအောင်ကိုဆက်ခြင်းလို့ခေါ်တယ်ကျွေးတဲ့ကိုချခြင်းဆိုတာကဘာလဲခမရရှိမှထိုင်နေတဲ့အဓိကထားမှာမိဘနှစ်ပါး
ခမရဲ့အဖေဦးသေးတို့ခမရဲ့မိမိဒေါ်လာသေးအလုံးမရဲ့ဖေးဖြစ်ကြတဲ့ဥက္ကံကောင်းတို့ခင်အေးကြီးဒါရခမတို့မိဘတွေဖြစ်တဲ့အတွက်ခမတို့ကသူတို့သွေးတွေကိုပြန်ချရမယ်နော်ဒါကြောင့်ဘဝလည်းတော့မကောင်းလက်တဲ့ဝမ်းပတ်တော့ကစီနေလူပြီးအောင်တွေးကြရတာမိဘနှစ်ပါးပါအဓိကထားရမှာဒါကြောင့်ဘုန်းတော်မြတ်တာသင်တော်မယားဟောကြားထားတာကတော့จิตသားจิตသမီးတို့ငါဘုရားကိုဆွမ်းတော်မကတ်ချင်နဲ့အိမ်မရှိတော့မိကိုဖောက်ပြောပြန်လေလုတ်တဲ့ဒူးမွေကြီးကိုငါဘုရားကိုဆွမ်းတော်ကတ်တာနဲ့အတူတူပဲအလူကံပုဂ္ဂိုလ်ဆိုတာဝေးဒီမှာရှားရမလို့ပါဘူးအိမ်မှာရှိနေတဲ့မိကိုဖောက်ကိုတွေကိုပြန်လေလုတ်တဲ့ဒူးမွေကြီးဒီငါဘုရားကိုဆွမ်းတော်ကတ်တာနဲ့အတူတူပါပဲဒါကြောင့်ကျွန်တော်ရဲ့အခြေလေးရတဲ့နိုင်ဝက်ကလေးညတာဖြစ်တဲ့အတွက်မိဘကြောကမှာဖြစ်အလူတကားနဲ့လူမလက်ဥကလေးတွေကိုကျွန်တော်ပြောသလိုနှစ်ဖူးအထက်မှာချီပေးပါနော်လက်ဥကလေးတွေချီပေးပါလက်ဥကလေးတွေချီပြီးတော့အတိကထားရမှာမာတာပိတာမိနေဖအစကရရမှာမိဘတို့ကြည်ဝေရှိတယ်မကောင်းကြီးကကောင်းရညွန်လာအတက်သေးသေးပြေးဝင်နေထေရကြီးလေဝင်သားအေးဖခင်မေတို့နာဆိုတဲ့မိဘဝိရိယရှိသည်နဲ့အရင်ခမရတို့ပေါ်မှာဒီအခြေဒီရွယ်ရောက်အောင်ပြုစုစောင့်ရှောက်ပေးတဲ့မိဘနှစ်ပါးပေါ်မှာကာယကံဝစီကံမနောကံကံသုံးပါးဖြင့်ပြမခဲ့တာရှိတယ်ခွင့်လို့ပါလို့ခမရတို့ရင်ထဲကနေသူ့တောင်းရင်းနဲ့မန္တလေးဝိတ်တော်ကမိဘနဲ့ပတ်သက်ခြင်းလေးအားတည်ဆိုမိပါခင်ဗျာပြောပြပါမည်ကျွန်တော်ပြောပြမည်တောင်းမယ်မရဘူးသာသမီအားလုံးကသာတို့သမီးတို့တွေကအိုးကျေးဇူးရှင်ဝိကျေးဇူးရှင်မာတာပိတုမိဘနာကိုဖေတီမီမီကျွန်တော်ပြောပြပါမယ်ကျွန်တော်ပြောရမည်တောင်းရမည်သာသမီအားလုံးကသာလူသမီးတို့တွေကတို့ကျေးဇူးရှင်ဝိကျေးဇူးရှင်မာကာပိတုမိဘမြတ်ကိုပိပိမီမီကျေးဇူးရှင်ကျေးဇူးတော်ကျေးဇူးရှင်ကျေးဇူးတော်ရှင်ယဝိပုပြုကြပါဘူးမိဘနဲ့ပါလို့သာသမီတိုင်းရန်လေးရှင်ပြုပြီးပါရန်လေးရှင်ပြုပြီးပါလို့လို့ကောင်းပါလေတိတ်ချစ်တဲ့မိမိကိုတိတ်ချရမိမိကိုဘုရားမနာကြီးလုံးမှာဘုရားမနာကြီးမတိကြီးလေးမှာအာဝိပိလူစัจ java မှာရဲ့လို့ဒီဝဒီဝသင်္နာရမှာမတိကြီးမူကြီးမှာအချင်းနဲ့အိမ်မပြန်ခင်ပေါ့အာရအာရရှင်ရတာပြုနေကြပါရှင်တို့ရှင်တိုက်ပြုကြပါရှင်ပြန်ပြုမှမြတ်ဒီတာရှင်တို့ပြုကြမှာမိဘမှာရှင်ပြုပါတို့သူတရားသိချစ်တဲ့ဒီဝီကိုသိချင်ရမိမိကိုအိုးဘုရားမနာကြီး
သိခင်လေးမှာအော်ဝိပြေတွေစัจ java တော်မှာရဲ့လို့ဒီဝါမွေးဝါကျင်နာကြပါလူမဒီသားစုအားလုံးတို့တပေါင်းလို့ရှင်လို့တာဒိသာအားလုံးပေါ့ဒီကန်းကကျွန်တော်တို့လည်းအားမှမတည်ဘူးတော့ဟုတ်ပါဘယ်ကတကူဆန်းပေါ့ဟုတ်တကယ်ပါဗျာလေးသားပါနော်ဘုန်းငယ်ငယ်တော့ကတော့ဝမ်းတော်ကြီးကျွန်တော်ကမလေးမင်းအောင်ကြီးစီလိုဒီမော်လီဘောပါဘူးအားမှဒီလိုတွေ့ကြုံမရှိဘူးရှိဘူးပေါ့အချင်းကောင်းတယ်ကမိဘနှစ်ပါးကိုရှင်ပြုပါအဓိကဒါဟုတ်တဲ့တချို့ရှိကြတဲ့ဖိတ်စာတွေထဲမှာထည့်ကြတယ်ဗာတွေထည့်ပါတယ်ကျွန်တော်ကျမတို့ဒီရက်လူတွေနဲ့ရောက်နိဗ္ဗာန်ကိုရောက်ရပါလို့ဤဖိတ်စာတွေထည့်ပြီးအစားကျွတ်တို့ခင်ဗျားတို့ရုပ်တည်တဲ့နိဗ္ဗာန်နဲ့ဝေဒီမွေးကြည်ထားတဲ့မိဘကျေးဇူးအရင်ကြည်အောင်ဆက်ကြဖို့တဲ့ဝဲတော်ပြောတာမဟုတ်ဘူးတော့ဘုရားဟောတာယုံရင်လို့မယုံရင်မလုံးနဲ့လုံးနဲ့ဒါလို့တို့ဦးကြီးတို့မိလို့သိတယ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးကကိုယ်တိုင်သာထလို့ပါလားသူမလို့ကဏ္ဍတိုင်းမှာဆိုနေရာမရှိကိရိယာမှာဆိုနေရာမရှိအတင်းရွာမှာဆိုနေရာမရှိသိတော့ဟုတ်ပြီနော်တပြေးပြေးချင်းဘာတွေနဲ့သွားတူတာတော့မင်းတချို့ကပြောကြတယ်ဒီကလေးရိုက်လိုက်တာဤမိမဆုံးမှဖာမဆုံးမှဒီဘက်ကမိလဲဆုံးမှအဖေလဲဆုံးမှဥပမာအတွေ့အကြုံလို့ကျုပ်အိမ်သားလေးကချင်းဝိုင်းမှာဖတ်တဲ့ကောင်လေးနှစ်ယောက်အကြောင်းပြောပြမိုးတွေရာလို့အမေလုတ်တဲ့လူကဟဲ့ငါသားအိမ်ထဲကအင်းကြီးမထွက်တဲ့လာသမ်းမှာဟဲ့မိုးရွာလို့ရှိရင်အေးမိမှာဆိုလို့ငါသားလာသမ်းမှာလို့လန့်ပြီးတော့အမေကခေါ်တော့သားသမီးကသားနှစ်ယောက်ကဗာပြန်ပြောတယ်မှန်ခင်ဗျားတွေနေရာတွေကတော်တော်ရှာရှည်ရတယ်ကျုပ်သိပါတယ်လေအဲ့တော့ကလေးမဟုတ်ပါဘူးဘေးရမြင်တော့ဒီကလေးရိုက်လိုက်တာမိမဆုံးမှဖာမဆုံးမှလို့အများခေါ်ကြတယ်အဲ့လိုမျိုးကလေးမျိုးကြဘယ်လိုပြောရလဲမိမဆုံးမှဖာမဆုံးမှလို့မခေါ်ရဘူးမိမနိုင်ဖားမနိုင်လို့ပြန်လေပြောင်းခေါ်ရတယ်ဟုတ်ပြီနော်အခုလေတို့လူတကာကြီးတို့လူမကြီးတို့သာဓုခေါ်ပါတယ်ဗျာဖယားနဲ့တကိုင်းလေးထားရတာမိဘနှစ်ပါးတယ်အဖေသေးကံမအမေသေးကံမဒါကအဖေအတွက်အုပ်ကိုအမေအတွက်အုပ်ကိုဆိုလို့ကတော့ဘာတယ်မနေနဲ့မြင်နာတဲ့ဟုတ်ပြီနော်မတိကလေးမှာပြုစုသားမှာဒါကငါအဖေကြိုက်တဲ့ပစိုးဟာငါမိလိုက်ကြိုက်တဲ့ဓမေဟာဆိုပြီးတော့ဟောဝယ်ကြောတဲ့ဆံမှာသေကံကမှအုပ်ကူသွားတယ်လို့အဲ့အုပ်ကူကြီးကကုသိုလ်ရနိုင်လားမရပါဘူးမရနိုင်ဘူးတဲ့ဒါကြောင့်ရှင်လုံးရှင်ကိုင်းမှာပြုစုတမ်းမှာအဖေကိုအဖေမသိအမေကိုအမေမသိပြီးတော့တို့လူတကာကြီးတို့လူမာကြီးတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်လေအဖေကိုအဖေလို့ပိတအောင်ခေါ်နိုင်တော့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်များများဖြစ်ကြပါသည်လို့ပြောရင်မိဘနှစ်ပါးကိုပြန်လေရှင်ပြုပေးနိုင်တော့ပုဂ္ဂိုလ်များဖြစ်ကြပါသည်ခင်ဗျာတိတ်ဖြစ်တဲ့မိမိကတိတ်ချရမိမိကိုမောကြီးမနိုင်တော့မှမိုးကြီးမနိုင်မသိလေးမှာအော်ဝိကြီးဆက်ကြတာမရဲ့ဒီမှာဝေးပါကျင်လာကြပါမသိခင်မိုးကြီးလေးမှာအထီးနာအိမ်မပြန်ခင်မောအာရပါရရင်ရတာပြုလို့ရပါရှင်လို့ရှင်အပြုလို့ရရှင်ရပြုမှမြတ်ဒီလားရှင်လို့ပြုလို့ကြမှာမိမပါဖို့ရှင်လူ